Love, love is a thing that leaves a space in your heart for someone or something. Love is life. Love is like a feeling you have for someone. Love is everywhere for everyone and everything. You shouldn't hate people. Instead, you should love them. Love is a deep feeling for someone. Like God created us with love. People do things with love. Love is unbreakable feeling. Love is never ending. Love is life. ကျိုးစမ်းမနဲ့ကြပြလေးကချစ်ချင်းမြတ်တာပေါ့နော်ချစ်ချင်းမြတ်တာကတဲ့ဒီမက်ဒေါ်နာပေါ့နော်ဘာကာပေါ့နော်သူရကြိုက်တဲ့ဘာကာကိုပထမဆုံးကြိုက်ပြီးစားလိုက်ရတဲ့ပထမဆုံးကြိုက်ပြီးစားလိုက်ရတဲ့အရာနဲ့တူတယ်ပေါ့သူရကြိုက်တော့အရင်ကောင်းတယ်ပေါ့နော်ပြီးတော့တဲ့ချစ်ချင်းမြတ်တာဆိုတာကျွန်တော်တို့ရဲ့နှလုံးသားထဲမှာခြံထားပြီးတဲ့နေရာတစ်ခုပေါ့နော်တစုံတယောက်အတွက်တော်၎င်းတစုံတရာအတွက်တော်၎င်းနေရာတစ်ခုနှလုံးသားထဲမှာရှိနေတဲ့အရာပေါ့နော်ချစ်ချင်းမြတ်တာကတဲ့ခံစားချက်ဖြစ်တဲ့အခါတလေမှာတစုံတယောက်အတွက်ကျွန်တော်တို့ချစ်တယ်ဆိုတော့သူတို့ကိုနှလုံးသားထဲမှာရှိလို့ပေါ့နော်ပြီးတော့ချစ်ချင်းမြတ်တာကနေရာတိုင်းမှာရှိရပြီးတော့လူတိုင်းအတွက်ပဲဖြစ်တယ်ပေါ့နော်လူတွေကတယောက်နဲ့တယောက်မမုန်းတင်ဘူးဘာလို့လဲဆိုတော့ချစ်ချင်းမြတ်တာနဲ့ပေါ့နော်တယောက်နဲ့တယောက်ချစ်ရမယ်ပေါ့နော်တယောက်နဲ့တယောက်တကယ်နှလုံးသားထဲကနေချစ်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ဘုရားသခင်ကိုပုံဖော်လို့ပေါ့ဘာလို့ဆိုတော့ဘုရားသခင်ကကျွန်တော်တို့ကိုချစ်ချင်းမြတ်တာနဲ့ဖန်ဆင်းထားလို့ဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့လူသားတွေလည်းလုပ်တဲ့အရာတွေမှာချစ်ချင်းမြတ်တာနဲ့လှုပ်ဆောင်ရမယ်ပေါ့နော်ပိုပါပဲလို့ချစ်ချင်းမြတ်တာကချိုးဖက်ဖြစ်စီလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ချစ်ချင်းမြတ်တာကဘယ်တော့မှမကုန်ဆုံးသွားတဲ့အရာဖြစ်တယ်အချစ်ကဘဝဖြစ်လို့ဖြစ်ပါတယ်ကျွန်တော်တို့ခေါက်ကြည့်ပြရအောင်နော်အရင်တော်ပါတယ်